ဘောလုံးကောက်တဲ့ကောင်လေးကဘာကြောင့်မှမရှိပဲကစားသမားတယောက်စီကိုဘောလုံးနဲ့တိတ်တိတ်မတ်မတ်လမ်းပေါက်လိုက်ပါတယ်ဒါကိုကစားသမားကလည်းချက်ချင်းပဲဒေါသတကြီးနဲ့ကန့်ကွက်ပါတော့တယ်ဒါပေမဲ့အထူးဆန်းဆုံးကတော့အဲ့ဒီဘောလုံးကောက်လေးဟာဘာမှမဖြစ်ခဲ့လို့မျိုးပဲနောက်ထပ်ဘောလုံးတစ်လုံးကိုအေးအေးဆေးဆေးကမ်းပစ်လိုက်တာပါကြည့်ရှုနေသူတွေအတွက်တော့ဒီမြင်ကွင်းကတကယ့်ကိုမယုံနိုင်စရာပါပဲစက္ကန့်ပိုင်းတွင်းမှာပဲအားလုံးမထင်မှတ်ထားတဲ့ဖြစ်ရဖြစ်သွားခဲ့ပါတယ်တိုင်လူကြီးကဘောလုံးကောက်ကောင်လေးကိုအပြစ်ပေးမဲ့အစားကစားသမားစီကိုရှောက်သွားပြီးအဝါကပြတ်လိုက်တာပါဒီဆုံးဖြတ်ချက်ကြောင့်တကွင်းလုံးဆွတ်သွားခဲ့ရပါတယ်ခဏတာတော့အားလုံးဝေခွဲမရဖြစ်သွားကြပေမဲ့ထူးခြားတာကကစားသမားကိုယ်တိုင်ကဘာမှပြန်မပြောခဲ့တာပါပဲသူဟာအမလုံးမိမှန်သိတဲ့ပုံစံမျိုးနဲ့ခေါင်းညိတ်ပြီးလက်ခံသွားခဲ့ပါတယ်ကဲတကယ်တမ်းဘာဖြစ်ခဲ့တာလဲဆိုတာကိုကြည့်ရအောင်ဗျာဒီဖြစ်ရဟာယောမအတင်းကပွဲပြီးခါနီးမှာအဆုံးဖြတ်ကိုတွင်းယူပြီးချိန်မှာဖြစ်ခဲ့တာပါပွဲကပြီးခါနီးနေပြီဖြစ်လို့ယောမအတင်းဟာအချိန်ဆွဲဖို့စူးစမ်းနေခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲကာလီပူရီကပွဲရဲ့အချိန်ကိုပိုပြီးနေတော့အောင်နောက်ထပ်ဘောလုံးတစ်လုံးထပ်တောင်းခဲ့ပါတယ်ဒါဟာပြိုင်ပွဲရဲ့ကစားကွက်အချိန်ကိုဖျက်တောက်ဖို့အတွက်သုံးနှစ်ရှိတဲ့ဗျူဟာတစ်ခုပါပဲအဲ့ဒီအချိန်မှာစက္ကန့်တိုင်းကတန်မိုးရှိနေတာဖြစ်လို့ IS အတင်းရဲ့ဘောလုံးကောက်လေးဟာစိတ်မရှိနိုင်တော့ပါဘူးသူဟာတကယ်ကိုဒေါသထွက်သွားပြီးတော့မင်းဒါကြီးမိကြံခဲ့တယ်မဟုတ်လားလို့ပြောလိုက်လို့မျိုးဘောလုံးနဲ့တက်တက်လမ်းပေါက်လိုက်ပါတော့တယ်ဗျာဒါဆိုရင်တော့ဒီကစားသမားပါလို့အဝါကပြတ်ခံရလဲဆိုတာအားလုံးရှင်းသွားလောက်ပြီထင်ပါတယ်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောက်ခဲ့တဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ပြီး Yonero ရဲ့ပရိသတ်တယောက်ဆိုရင် CR7 လို့မှန်သွားပါအောင်နော်